ကိုဝန်ဆောင်မေမေတို့ရဲ့ကိုဝန်ကအခုဆိုလို့ရှိရင်31ပတ်ကိုရောက်ရှိလာပြီဖြစ်တဲ့အတွက်ကြောင့်မလို့ဝမ်းမြောက်ကြောင်းမင်္ဂလာစကားလေးပါပြစီရှင်အခုချိန်မှာဆိုလို့ရှိရင်မေမေတို့ကလေးလေးရဲ့ဖွံ့ဖြိုးတိုးတက်မှုမေမေတို့ခံစားရတဲ့လက္ခဏာလေးတွေသတိထားမှချက်ကလေးတွေကိုပြပြပေးသွားမှာဖြစ်တဲ့အတွက်ကြောင့်မလို့အားလုံးပဲစကြည့်လိုက်ကြအောင်နော်အောင်မင်္ဂလာပါဒေါက်တာနိုဝင်းဘလော့ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါရရှင်အခုမမီတို့ကိုဝန်ဆောင်ပတ်ရေ31ပတ်ကိုရောက်ရှိနေပြီဖြစ်တဲ့အတွက်ကြောင့်မလို့တတိယကိုဝန်ဆောင်3လပတ်ရေလက္ခဏာတွေကိုစပြီးတော့ခန်းစားရတော့မှာဖြစ်ပါတယ်ကလေးလေးရဲ့ဖွံ့ဖြိုးတိုးတက်မှုကိုစပြီးပြပြပေးမယ်မမီတို့ကလေးလေးကအခုချိန်မှာဆိုလို့ရှိရင်16လက်မခွဲခန့်လောက်အရှည်ရှိနေပြီဖြစ်ပြီးတော့ကိုလေးချိန်ဟာဆိုလို့ရှိရင်လေ3.3 ပေါင်လောက်ရှိနေပြီဖြစ်ပါတယ်ကလေးလေးရဲ့အမြင်အာရုံအကြားအာရုံအပြင်အထီးတွေ့တွေအာရုံကြောစနစ်တွေကလည်းပုံမကောင်းမွန်စွာဖွံ့ဖြိုးနေပြီဖြစ်တဲ့အဲ့တော့အပြင်ကနေပြီးတော့မမေတို့ဘိုက်ကလေးကိုပုတ်ပြီးစကားပြောတာတွေဘိုက်ကိုဖိကြည့်တာတွေဆိုလို့ရှိရင်အထက်ကနေပြီးတော့တုံ့ပြန်တာလေးတွေကိုမမေတို့ခံစားရပါတော့မယ်ငိုချင်းနဲ့ပြုံးချင်းလေးတွေသူလုံနိုင်နေပြီအာထရာဆောင်းရိုက်ကြည့်နေမယ်ဆိုလို့ရှိရင်ဘေဘီလေးကအထက်မှာငိုတာတွေပြုံးနေတာမျိုးလေးတွေလက်မဆုပ်တာညက်တောင်ပုတ်ခတ်လုပ်တာမျိုးလေးတွေကိုပြနိုင်ပါတယ်အိတ်ဆက်မှုစဝန်းနေနဲ့မမေတို့ကလေးလေးကအထက်မှာအိတ်တာနဲ့နိုးထားတဲ့ cycle လေးဖြစ်တဲ့ REM cycle ကိုလေပတ်နေပြီဖြစ်တဲ့အဲ့တော့ကလေးလေးကဘိုက်ထဲမှာတစ်ချိန်လုံးလုပ်နေတာမဟုတ်ပဲနဲ့ငြိမ်ကျသွားတဲ့အချိန်မျိုးလေးတွေကိုမမေတို့ခံစားမိလိမ့်မယ်ဒါကလည်းသူအိတ်နေတာဖြစ်တဲ့အတွက်ကြောင့်မလို့မမေတို့အရင်မစိုးရင်မလို့ပါဘူးကဲမမေတို့ခံစားရတဲ့လက္ခဏာလေးတွေကိုစပြီးပြပြပေးမယ်မမေတို့ဒီတစ်ပတ်မှာဆိုလို့ရှိရင်အသက်ရှူကျက်တာမျိုးလေးတွေခံစားရနိုင်တယ်ဘာလို့လဲဆိုလို့ရှိရင်တအိမ်နဲ့ကလေးလေးကကြီးထွားလာပြီးတော့အပေါ်တက်လာတဲ့အတွက်ကြောင့်မလို့မမေတို့စုံအသက်ရှူဖို့နေရာကလည်းပို့ပြီးတော့ကျဉ်ကျက်သွားနိုင်တယ်အသက်ရှူရတဲ့အခါမှာအရင်ကတော့ကောင်းကောင်းမရှူနိုင်တာမျိုးတွေမှုန်းတာမျိုးတွေအသက်ရှူကျက်တာမျိုးလေးတွေကိုမမေတို့ခံစားနိုင်ပါတယ်ရင်သားပြောင်းလဲမှုရဲ့အနေနဲ့အခုချိန်မှာမမေတို့ရင်သားကနေပြီးတော့နှုတ်ဥရည်လိုမျိုးအဝါပြစ်အရည်လေးတွေစပြီးတော့ထွက်လာပြီဒါကလည်းခလေးမွေးလို့ရှိရင်နှုတ်ထွက်ဖို့အတွက်ခဏကိုကစပြီးတော့ပြင်ဆင်နေခြင်းပါတကယ်လို့နှုတ်ဥရည်မထွက်သေးလဲစိတ်မပူပါနဲ့ဒါတယောက်နဲ့တယောက်မတူနိုင်တဲ့အတွက်ကြောင့်မလို့ဘာဝကသူ့ဟာသူဖန်တီးပေးသွားပါလိမ့်မယ်ကဲနောက်တစ်ခုကကြတော့ဒီချိန်မှာတအိမ်တူညစ်တာလို့ခေါ်တဲ့ဘိုက်အစမ်းနာတာမျိုးလေးတွေမေမေတို့စပြီးတော့ခံစားနိုင်ပြီဘိုက်ကြီးကတစ်ချက်မှာတင်းကနေဖြစ်လာတာမျိုးလေးတွေကိုဘိုက်နာသလိုမျိုးမေမေတို့ခံစားရပါလိမ့်မယ်ဒါပေမဲ့ဒီဟာကမွေးဖွားချိန်လိုမျိုးရန်ကြီးနာတာမျိုးမဟုတ်ပဲနဲ့တင်းလာလိုက်ပြန်လျှော့သွားလိုက်ခြေနေမျိုးလေးကိုမေတို့ခံစားနိုင်ပါတယ်ဒီလိုမျိုးဘိုက်နာတာအပြင်ဒီသွေးစင်းနာရေစင်းနာပြင်းပြတဲ့နာကျင်တာမျိုးမဟုတ်လို့ရှိရင်တော့ဒါကမေတို့ဘိုက်ကအစမ်းလေးကျင့်နေခြင်းပဲဖြစ်ပါတယ်မေတို့သတိပြုနိုင်တဲ့နောက်တစ်ချက်ကကြတော့ဒီကိုဝန်ဆောင်ချိန်မှာသပင်တွေကောင်းလာတာသပင်အုံထူလာတာမျိုးလေးတွေကိုမေတို့တွေ့ရလိမ့်မယ်ပုံမှန်အားဖြင့်ဥယျာဉ်ပြားပေါ်ကသပင်ကနှစ်ကနေပြီးတော့9နှစ်လောက်ထိတစ်လကိုလက်မဝက်ခလောက်ကြီးထွားနေပြီဖြစ်တယ်ပြီးသွားလို့ရှိရင်သူကနားနေတဲ့အဆင့် resting phase ကိုသူကရောက်သွားပါတယ်အဆုံးမှာဆိုလို့ရှိရင်ဒီသပင်တွေကကျွတ်ထွက်တာတဲ့ဒါကသပင်ကြီးထွားမှု cycle လေးကိုကျွန်မပြောပြတာပါပုံမှန်ဆောင်ချိန်မှာဆိုလို့ရှိရင်သပင်တွေကဒီကြီးထွားမှုအဆင့်မှာတည်းမှာရက်တက်နေတတ်တယ်အဲ့တော့မမေတို့သပင်လေးတွေကြီးတယ်လို့ရှိရင်အုံထူထူထဲနဲ့လှပနေတာမျိုးလေးတွေကိုမမေတို့ခံစားမိပါလိမ့်မယ်ကလေးမေးပြီးသွားလို့ရှိရင်တော့ဒီသပင်တွေရဲ့ငွေညင်းပေါက်တွေကနားနေတဲ့အဆင့်ကိုသူကရောက်ရှိသွားလိမ့်မယ်အဲကြောင့်မမေတို့ခလေးမွေးပြီးချင်းမှာသပင်နေအုံလိုက်ကျွတ်တယ်တို့သပင်ရမ်းကျွတ်တာပဲတို့အဲ့လိုမျိုးခံစားနိုင်ပါတယ်လအနှင်းငယ်ထီတောင်မှာသပင်ပါသွားတယ်ဆိုပြီးတော့မမေတို့ထင်နေပါလိမ့်မယ်ဒါမဲ့စိတ်မပူပါနဲ့နောက်ပိုင်းမှာသပင်တွေကမူလအတိုင်းသူ့ရဲ့ cycle လေးကိုပြန်ပြီးလေပတ်မှာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီသပင်ရမ်းကျွတ်တဲ့ space ကလည်းရက်တက်သွားပါလိမ့်မယ်သတိထားမဲ့ချက်ကလေးတွေစပြီးပြပေးမယ်အခုတတိယကုံဆောင်3လပတ်တည်းကိုရောက်ရှိနေပြီဖြစ်တဲ့ကြောင့်မလို့သတိထားမဲ့ချက်ကလေးရှိပါတယ်ကလေးလောက်တာလေးတွေကိုစနစ်တကျမှတ်သားပါမယ်ကလေးကန်တာကလေးလှူရှားတာလေးတွေကိုနေ့စဉ်ရေးတွက်ရင်တော့အကောင်းဆုံးပါနှစ်နာရီအတွင်းမှာကလေးလှူရှားမှုက10ချိန်ပြည့်မပြည့်ဆိုတာကိုကလေးအလုပ်ဆုံးချိန်မှာမေတို့မှတ်သားသင့်ပါတယ်ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့ကျွန်မ Facebook မှာလည်း post လေးတင်ထားပါတယ်ရှင်နောက်တစ်ချက်သတိထားမှာကသွေးတိုးလက္ခဏာတွေဖြစ်တဲ့ညလုံးပြာတာခေါင်းအရန်ထိုးကြိုက်တာခြေထောက်နဲ့မျက်နာကအလွန်အမင်းရောင်ရမ်းတာတွေခြေထောက်တစ်ဖက်လက်တစ်ဖက်ပဲရောင်ရမ်းတာမျိုးလေးတွေဆိုလို့ရှိရင်တော့ဒါကအထူးသိပြုရမယ့်အခြေအနေပါစိတ်ယုံစေကံကိုချက်ချင်းသွားပါမယ်ကဲဒီတစ်ပတ်ရဲ့ tip of the week အနေနဲ့ကတော့မမေတို့အခုချိန်မှာဘယ်ဘက်ဆောင်အိမ်တော့အကောင်းဆုံးဖြစ်ပြီးတော့ Kegel exercise လို့ခေါ်တဲ့စီးကုံကြွက်သားလေ့ကျင့်ခန်းမျိုးလေးတွေကိုလုပ်ပေးတတ်ပါတယ်အခုချိန်မှာကလေးကလည်းရင်ကောင်းဘက်ကိုတဖြည်းဖြည်းရောက်လာပြီးဟော်မုန်းတွေရဲ့အပြောင်းလဲတွေကြောင့်မမေတို့အိတ်ဆက်ရတာကအရင်တော့ကောင်းကောင်းအိတ်နိုင်မှာမဟုတ်တော့ဘူးအဲအကြောင်းမလို့အိတ်တဲ့ပုံစံလေးမှန်နေဖို့လိုအပ်တယ်ဘယ်ဘက်ပဲစောင်းအိတ်မမေတို့စောင်းအိတ်ပေးပါအိတ်တဲ့ခါမှာလည်းဘေးနားမှာခေါင်းအုံးတွေဖက်လုံးတွေကို
ထားပြီးတော့အိတ်တယ်ဆိုလို့ရှိရင်မမေတို့ကောင်းကောင်းအိပ်ပျော်မှာပါပြ exercise စီးကုံကြွတာလေ့ကျင့်ခန်းဆိုတာကတော့စီးကုံကြွတာကိုမြစ်တာပြန်လျှော့ချတဲ့လေ့ကျင့်ခန်းမျိုးလေးဖြစ်ပါတယ်အဲ့လေ့ကျင့်ခန်းလေးတွေကိုနေ့တိုင်းလုပ်ပေးခြင်းအပြင်မမေတို့မွေးဖွားတဲ့နေရာမှာလည်းအထောက်အကူပြုပါလိမ့်မယ်အဲ့ဒါပြင်ဒီ exercise လေးကိုလုပ်ပေးခြင်းအပြင်စီးမထိန်နိုင်တဲ့ပြဿနာအနေနဲ့အကာအကွယ်ပြုပေးနိုင်ပါလိမ့်မယ်မမေတို့ပျော်ရွှင်စရာကိုယ်ဝန်ဆောင်ခီးစဉ်လေးဖြစ်ပါစေရှင်မေးစရာမေးခွန်းတွေရှိရဆိုလို့ရှိရင်တော့အောက်က comment box မှာဖြစ်ဖြစ် message မှာဖြစ်ဖြစ်မေးခွန်းလေးတွေချန်ထားလို့ရပါတယ်ကျွန်မတောက်ကြစနေတနင်္ဂနွေလင်းတဲ့တို့ဖြေထားပေးပါမယ်ရှင်အားလုံးပဲကိုယ်ဆောင်ကျမရေးမိခင်နဲ့ကလေးကျမရေးကလေးကျမရေးအမျိုးသမီးကျမရေးဘူးသူတာတွေသိကျင်တယ်ဆိုလို့ရှိရင်တော့ကျမရဲ့ channel လေးကို like and subscribe လုပ်ထားလို့ရပါတယ်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်